နောက်တစ်ရက်မှာတရေသားလေးဖိုးဖွားကသူ့မိကိုပူစားတယ်အမေတရင်ချို့ရောက်ပြီတားရွာလေးကိုရှောက်လေခြင်းနဲ့အော်တားရေခုလိုပွဲတော်မျိုးမှာအမေတို့လည်းလဲကျင်တာပေါ့ဒါပေမဲ့အနေအများလုံးကကြီးပါတယ်ကွယ်လူသားတွေကကြောက်ဖို့ကောင်းနေကွမရအောင်တားရှောက်လေခြင်းနဲ့မေမလိုက်ဖို့ရင်သားတငယ်ချင်းပေတီးနဲ့သွားလိုက်မှာဟဲ့သားဟိုတလောမှသားကိုလူသားတွေဖမ်းသွားလို့ကယ်ထားရတာနော်ခုလိုမယူရဲဆန်တဲ့အလုပ်တွေမလုပ်ပါနဲ့သားဒီလောက်တော့သွားကျင်နေဆိုလေအမေစဉ်းစားပေးမယ်တရေမလုံးတင်ကတရင်ကျုပ်ပွဲတော်ကိုသွားကြည့်နေကြတဲ့သူသားလေးတို့ဘယ်လိုလုပ်ပေးမလဲစဉ်းစားလေတော့တယ်ဟုတ်ပြီငါဘိုးဘေးတွေလက်စစ်ကမ်းထားခဲ့တဲ့လူရောက်ဖန်ဆင်းနိုင်တဲ့စေးရရှိတယ်ငါကဒါကိုတုံးချပြီးတော့ငါသားလေးကိုရွာလေးကိုလိုက်ပို့ပေးရမယ်နောက်တော့တရေမလုံးတင်ကတိန်းထားတဲ့စေးရည်ကိုပြေးယူလိုက်တယ်ကဲတားရီအမေတားဆက်နာကိုဖြည့်ဆည်းပေးဖို့အတွက်တားရဲ့ဘိုးဘေးတွေလက်စစ်ကမ်းထားခဲ့တဲ့လူအသွင်များစေးရည်ကိုတောက်ရမယ်အမေတို့ကဒီစေးရည်ကိုတည်ရရှိရင်မှအသုံးပြုဖို့အတွက်လုပ်ထားတာအမေတို့သတိထားရမှာကဒီစေးရည်ကိုတောက်ပြီးတာနဲ့အချိန်4နာရီပဲခံတယ်အချိန်စိတ်ရင်အမေတို့လူသွင်ကနေတရေသွင်ကိုပြန်ပြောင်းသွားလိမ့်မှာဒါဆိုတားနားလေရနော်ဟုတ်မေတားနားလေပြီဒါဆိုတားဒီစေးရည်ကိုတောက်လိုက်တော့မယ်နောက်တော့သားမင်းမြောက်တော့လူအသွင်များစေးရည်ကိုတောက်လိုက်ကြတယ်ခဏကြာတော့လူအသွင်ကိုပြောင်းသွားခဲ့ကြတယ်